Michaelဆိုတာကမရေဘူး Michael ရဲ့နောက်မှာကရိယာလိုက်ပြီးအမှာဖြစ်ပါတယ်ဥပမာမသွားရေဘူး Michael ပိုင်မသွားရေဘူး Michael ပိုင်မသွားရေဘူး Michael ပိုင်မသွားရေဘူးမပြောရေဘူးဆိုရင် Michael บอก Michael บอกမပြောရေဘူး Michael บอกမပြောရေဘူးနောက်ထပ်မလုပ်ရေဘူးဆိုရင် Michael ทำမလုပ်ရေဘူး Michael ทำမလုပ်ရေဘူး Michael ทำမလုပ်ရေဘူးနောက်ထပ်မလာရေဘူးဆိုရင် Michael มาမလာရေဘူး Michael มาမလာရေဘူးနောက်တစ်ခုမအိပ်ရေဘူးဆိုရင် Michael นอนမအိပ်ရေဘူး Michael นอนမအိပ်ရေဘူးမနေရေဘူးဆိုရင် Michael อยู่မနေရေဘူး Michael อยู่မနေရေဘူးမစားရေဘူးဆိုရင် Michael กินမစားရေဘူး Michael กินမစားရေဘူး Michael กินမစားရေဘူး